လက်နဲ့ဆိုင်ရတာပြင်းနေပြီလားပြင်းနေရလူဆိုရင်တော့ဒီဗီဒီယိုဖိုင်အဆုံးထိကြည့်သွားပါအဲ့တော့အတန်နဲ့ဆိုင်ရိုက်တာအပြင်ကျွန်တော်တခြားလွယ်ကူတဲ့ဆိုင်ရိုက်တာလေးတွေဘယ်လိုလုပ်ရလဲဒီ keyboard နဲ့ပတ်သက်တာလေးကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ Gbox ဆိုတဲ့ application ပေါ့နော် keyboard application လေး download လုပ်ပါမယ်ဒါ Google support ပေးထားတဲ့ဖုန်းတွေမှာတော့ရပါတော့တချို့ဖုန်းတွေမှာတော့မရပါဘူးအဲ့တော့ Gbox ဆိုတဲ့ဒီ application လေးကိုအရင်ဆုံး download လိုက်ပါတော့ download ပြန်နဲ့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့အခုကျွန်တော်တစ်ခုရိုက်ပြမယ်နော်ဗုဒ္ဓဟူးဆိုတဲ့ကိုရိုက်ကြည့်မနော်အခုကျွန်တော်ရိုက်တယ်ဗုဒ္ဓဟူးဆိုတာမှဒီဘေးရဲ့ရှစ်ကိုခဏခဏနှိမ့်နေတာနော်ဒီဗုဒ္ဓဟူးဒါကျွန်တော် tablet နဲ့မလို့မြင်တာဖုန်းနဲ့ဆိုအဲ့ဗုဒ္ဓဟူးရဲ့တော်တော်ရွာလေလုံးလို့မြင်နေလူလည်းမြင်မှာပေါ့ဒါပေမဲ့အဲ့ထက်မြင်တဲ့လေးလည်းရှိပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ keyboard ရဲ့ညာဘက်တောက်မှာရှိတဲ့ mic ကလေးကိုတစ်ချက်နှိပ်လိုက်မယ်ဗုဒ္ဓဟူးအဲ့လိုလေးနော်အတန်ထွက်လိုက်တာနဲ့တခါလေမှန်ကန်ထွက်သွားတယ်ပေါ့နော်အဲ့တော့ကိုအနည်းဆက်ဆုံးပြောအောင်တော့ပြောပြရပါတော့ဟိုတချို့အရာကြတော့နေခတ်တယ်ပီးနဲ့မကွဲတာမျိုးကိုကတေချာလေးပြောနိုင်ရင် keyboard နဲ့ကျွမ်းကျင်လာပြီဆိုရင်ပူတော်မိုက်တည်းအဲ့တော့အဲ့ function လေးကိုအသုံးပြုကြည့်ကြပါဒါတကယ်ကိုအသုံးဝင်ပါတယ်စာအများကြီးပြင်ရတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီဟိုကောင်မလေးနဲ့ကောင်လေးနဲ့စကားပြောအချိန်မှာစာတွေအများကြီးပူချင်တယ်ဟိုသိရမလားအဲ့လိုပလာလေးပြောချင်တယ်ဆိုရင်တော့အဲ့လိုမျိုးလေးအဆင်ပြေပါတယ်ဟုတ်ပြီအဲ့ဒါနောက်တစ်ခုကျွန်တော်တို့မြန်မာစာတော့ဟုတ်ပြီအင်္ဂလိပ်စာကြောင့်အတန်နဲ့ထွက်ဖို့ကျွန်တော်တို့ဒုက္ခရောက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်အောင်ငပိတိုင်ဖြစ်နေတာပေါ့နော်ငပိတိုင်ဖြစ်နေတော့အင်္ဂလိပ်စာအတန်ထွက်ဖို့ခက်ပါတယ်အဲ့တော့ကျွန်တော်အင်္ဂလိပ်စာမှာကျွန်တော် slide typing ဆိုတာရှိပါတယ်โอเคကျွန်တော်ဘယ်လိုလေးဆိုဒီမှာနော် I ရပြီ I love you ဆိုတာလေးရေးပြမယ် I love you ဒါပဲပြီးသွားရင်နော်ကျွန်တော်တလုံးချင်းရိုက်နေကြမလို့ဘူးပေါ့နော်အဲ့လိုလေးအဆင်ပြေပါတယ်ပြီးရင်အခု slide typing ပေါ့နော် slide slide ပြီးရင် typing typing ဟောဒါ thinking ဖြစ်သွားเนาะဒါကို slide ဆွဲရမှားလို့เนาะ slide ဆွဲရမှားလို့မြန်ကိုကတော့အကျင့်ပါဝင်တာအဆင်ပြေပါเนาะ typing okay typing slide typing ပေါ့เนาะအဲ့လိုမျိုးလေးလုပ်လို့ရပါတယ်အဲ့တော့ဟိုဒီ keyboard ကိုဟိုအခုလိုသုံးလို့ရှိရင်တော်တော်လေးကိုမြန်တာပေါ့เนาะကျွန်တော် ID လက်နဲ့သုံးနေတာဖြစ်ပါတယ်ကျွန်တော်စာပိုက်ရှိရေးတာဖြစ်တဲ့အတွက်အဲ့စာပိုက်ကြီးတွေရေးတဲ့အချိန်မှာကျွန်တော် slide ဟိုဒီ voice typing နဲ့ပဲသုံးနေပေါ့နော်ကျွန်တော်ကိုယ်တိုင်မရိုက်ပါဘူးအဲ့တော့မြန်မာစာမှာစလုံးပေါင်းမှာကြောက်တဲ့လူတွေလည်းတော်တော်လေးအဆင်ပြေတော့ဖြစ်နိုင်တော့တစ်လုံးချင်းပြောတော့ပိုကောင်းတာပေါ့နော်ဟိုမှာကျွန်တော်အမြန်လေးပြောလိုက်မယ်အမြန်ဆုံးပို့ပေးပါနော်ဟောဒါဆိုမှန်တယ်နော်တခါကျရင်ကျွန်တော်ပြောရချင်းအချင်မူဖြစ်နေလို့လားပါလားမသိအဲ့လိုမျိုးဆိုမလွယ်ဘူးပေါ့နော်ဟုတ်ပြီနောက်တစ်ခုအဲ့တော့ကျွန်တော်တို့ဒီလိုသုံးဖို့အတွက်ဆိုရင်ဘာလုပ်ထားရမလဲဆိုကျွန်တော်တို့ဒီ keyboard setting နဲ့သွားအောင်နော်ဒီမှာ4000ရှိရနော်အဲ့ဒါဝင်လိုက်မယ်ပြီးရင်ဒီမှာ setting ဆိုတာလေးရှိရပါနော် setting ကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ English ရှိတယ်မြန်မာရှိတယ်အဲ့ဒါလေးဖြစ်နေမယ်ကိုကမြန်မာ keyboard မရှိသေးရင်ဒီမှာ add keyboard ဆိုပြီးမြန်မာရှာပြီးထောင်းလိုက်အောင်မယ်နောက်တစ်ခုကကျွန်တော် voice typing ဒီအောက်မှာနော် mic lock လေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာ voice typing ဆိုတာလေးဖွင့်ထားပေးရပါမယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်နောက်ထပ်ဒီ slide အတွက်ကတော့ဒီမှာ slide လေးကျွန်တော်ကမှားတုံတကယ် glide typing နော် glide typing နဲ့အဲ့တော့ဒီမှာ glide typing လေးဖွင့်ထားအဲ့ဒါဆိုရင်ကျွန်တော်အခုနပြောခဲ့တဲ့ function လေးတွေသုံးလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ထောက်ကူဖြစ်မယ်လို့ထင်ပါတယ်ထောက်ကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကို like နဲ့ comment လေးတွေရေးခဲ့ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်